3မိနစ်တွင် Gmail ကောင်းဖွင့်ပြမယ်နော်ကိုယ့်ရဲ့ကောင်မှာ Gmail 3မြောက်ဆိုရင် Gmail ဆက်တဲ့ဝင်လိုက်ပါပြီးရင်ဒီမှာသူအဲ့ချိတဲ့ Gmail က3မရဘူးဗျကျွန်တော်နောက်တော့ကောင်းဆိုပြီးတစ်ကောင်းတစ်ထပ်ဖွင့်မယ် Google တဲ့ချက်ဝင်မယ်ခဏဆောင်ပေးပါပြီးသွားရင် create account လုပ်မယ်ပြီးရင်ကျွန်တော်ဒီရလေးထည့်လိုက်ပါရယ်ပြီးတော့နာမည်လေးသတ်မှတ်ပေးမယ်နော်အစဉ်ပြေတဲ့နာမည်ထည့်ပါကိုကြတဲ့နာမည်ထည့်ပေးရပါတယ်ကျွန်တော်စိတ်ရင်းရှိရထည့်လိုက်ပါတယ်လွယ်အောင်လို့ Okay next သွားမယ်ပြင်မွေးနေ့ထည့်မယ်အစဉ်ပြေတဲ့မွေးနေ့ထည့်ပါမွေးနေ့မှန်လေးရပါတယ်ပြီးရင်ကြားမှထည့်မယ်ပြီးရင်အစဉ်သွားမယ်ပြီးတော့ Gmail နာမည်သူသတ်မှတ်ပေးတဲ့နာမည်လေးရတယ်ဒါမှမဟုတ်အောက်မှာနာမည်ရေးချင်တဲ့အောက်ကဟာလေးရေးပြီးတော့နာမည်ရေးလို့ရမယ်နော်password လည်းကျွန်တော်ဝါထားလိုက်တယ်ခင်ဗျာ Okay ကိုယ်စနေတရား password ထည့်ပါနာမည်သို့မဟုတ်ခဏနေထည့်လို့ရပါတယ်ပြီးတော့ next ကိုနေမယ် Okay အကောင့်တော့ရပြီနော်ပြီးရင်တော့သူ I agree လေးနေပြီပါခဏဆောင်ပေးပါရပြီနော် Google Service ဆိုပြီးတော့ Okay ပြီးရင်မှာအကောင့်လေးတက်လာလိမ့်မယ်ကြည့်ပါ Okay ဒီမှာအကောင့်လေးနှစ်ကောင့်ပုံနေတယ်အောက်ကကျွန်တော်ဝင်တဲ့ကောင့်လေးရပြီအဲ့ဒါလေးမှတ်ပေးထားလိုက်မယ်နော် Okay အဲ့ဒါ Play Store မှာကျွန်တော်သွားပြီး down ကြည့်မယ်ရမရ Play Store ကောင့်မှာသွားဆန်းကြည့်မယ်နော်တော့ဒီနေ့တောင်းဆောင်ပေးလိုက် Okay အဲ့ဒါဆိုတော့ရပြီအဲ့ဒါဆိုတော့ကျွန်တော် Play Store မှာသွားဆန်းလို့ရပြီနော်Okay Play Store မှာဆန်းပြမယ်နော်Play Store ကောင်းလေးဝင်လိုက်မယ် Play Store ရဝင်မယ် Play Store အတက်ဝင်မယ်မကြည့်ပြောင်းမယ်ပြီးရင်ကျွန်တော်ကောင်းလေးဒီမှာပေါ်နေတယ်ကလေးနေလိုက်ရပါပြီဗျဆက်လေးနေပြီလိုက် Gmail ကောင်းတော့ရပြီနော် Okay အားလုံးကျေးဇူးတင်ပါတယ်ဒါတော့ Gmail အကောင့် Google ဖွင့်နေပါလိုအပ်တဲ့လူတွေရှင်း live တူပြီးတော့ဖွင့်လို့ရအောင်လို့တင်ပေးလိုက်ပါတယ်တောင်းလို့ရပြီနော်ကျေးဇူးပါဗျ